မင်းကလေးဟာထိုသူရဲ့အမီးမှာစိုက်ဝင်နေတဲ့နတ်ဖျားများကိုဆွဲနှုတ်ဖို့ပြင်လိုက်စင်မှာပဲညားထဲမှာရှိတဲ့စုံးတက်အစွမ်းတွေကရုတ်တရက်တက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။သူမလန့်သွားပြီးလက်ကိုအမြန်ပြန်ရုပ်လိုက်ရတယ်။ဒီများကိုစီးကမ်းမဲ့မစင်မကျင်ဆွဲထုတ်လို့မရဘူးဆိုတာသူမကောင်းကောင်းကြီးသိထားတာကြောင့်ပါ။ဒါပေမဲ့အခြေအနေကတစားထက်တစားပုံမဆိုးရွားလာခဲ့ပါတယ်။နတ်ဖျားများဟာသူ့ရဲ့အမီးကိုတဖြည်းဖြည်းတိုက်စားပျက်စီးစေနေတာပါ။ဒီလိုအရေးကြီးတဲ့စိန်ခေါ်မှုအခိုက်အတန့်မှာမင်းကလေးဟာသူမရဲ့မော်ကုန်းဝင်စုံးတက်တင်ဂီတာကိုစိတ်ခေါ်လိုက်ပြီးညားရဲ့တိုက်ခိုက်မှုဒဏ်ပြေဝကိုသူမတယောက်တည်းခံယူလိုက်ပါတယ်။ထိုသူရဲ့အမီးကတော့ဘာဒဏ်ရာမှမရကြံရှိခဲ့ပေမဲ့မင်းကလေးမှာတော့ပြင်းထန်စွာဒဏ်ရာရသွားခဲ့ပါတယ်။အခြားသူတွေမကြခင်ရောက်လာတော့မယ်ဆိုတာကိုရိပ်မိတာကြောင့်သူမကထိုသူကိုတိုက်ခိုက်တဲ့အခါမယူရဲ့အင်အားတစ်ခုတည်းကိုပဲအာမကိုပါနဲ့လွတ်မြောက်ဖို့အတွက်အသိဉာဏ်ကိုပါအသုံးပြုဖို့တင်ယူပါလို့အလင်းအမြန်သတိပေးလိုက်ပါတယ်။ကန်ဆိုးစွာနဲ့ပဲသူမရဲ့ရန်သူဟာအချွေရန်တွေနဲ့အတူရောက်ရှိလာခဲ့ပါတယ်။မင်းကလေးရဲ့မျက်စိရှိမှတင်သူတို့ဟာထိုသူကိုရရက်ဆက်ဆက်ချုံနှောင်ဖိနှိပ်ဖို့အတွက်တေးစေနိုင်တဲ့စုံးတက်အတားအဆီးတစ်ခုကိုဖန်တီးလိုက်ကြပါတယ်။မင်းကလေးဟာထိုသူထံသို့ရုတ်တရက်သတိမမူမိစေပဲအတိတ်ပဲပါတော့အကြည့်တစ်ချက်ပြစ်လွတ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲသူဟာသူ့ရဲ့အင်အားအားလုံးကိုစုစည်းပြီးမိုးကြိုးနဲ့အေးစီအစွမ်းကိုတုံးကအနီးတွေကနတ်ဖျားများကိုအတင်းအဓမ္မတွန်းထုတ်လိုက်ပါတော့တယ်။ညဟာလေထဲမှာဝေဝဲထွက်သွားပြီးရန်သူဘားပြင်ကိုစီစီပေါင်းပေါင်းရှက်ထိပို့ဆွဲသွားခဲ့ပါတယ်။ဒါပေမဲ့အင်အားတွေအားလုံးကုန်ခန်းသွားတာကြောင့်ထိုသူဟာစမတောင်းခံနိုင်တော့ပဲမြေပြင်ပေါ်သို့သတိလစ်မိမျောလဲပြိုကျသွားခဲ့ပါတယ်။ဒီကိစ္စအားလုံးကိုမင်းကလေးကနောက်ွယ်ကကြိုးကင်ညွှန်ကြားခဲ့တာဆိုတာရန်သူကချက်ချင်းရိပ်မိလိုက်ပါတယ်။ဒါပေမဲ့အထောက်အထားမရှိတာကြောင့်လက်ရှိအချိန်မှာတော့ထွက်ခွာသွားရုံမှတပါအခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ရန်သူထွက်ခွာသွားတာနဲ့တပြိုင်နက်ထိုသူပေါ်ကချုံနှောင်မှုတွေပြုတ်ထွက်သွားခဲ့ပါတယ်။သူ့ရဲ့ငါးမီးဟာလည်းလူသားခြေတော်များဖြစ်သူပြောင်းလဲသွားခဲ့ပါတယ်။မကြာမီမင်းကလေးပြန်လဲရောက်ရှိလာခဲ့တယ်။သူမတက်ရက်ဖို့ပြင်နေတာကိုမြင်တော့သူမမျက်နှာလေးဟာရှက်သွေးဖြန်းကနေရဲသွားခဲ့ပါတယ်။သူမဟာပြပြတလင်းကြောခိုင်းလိုက်ပြီးသူ့အတွက်ဝစ်စင်စရာအဝတ်စားတွေဖန်ဆင်းပေးဖို့စုံးတက်ကိုအသုံးပြုလိုက်ပါတယ်။ထို့နောက်သူ့ခြေထောက်ပေါ်ကဒဏ်ရာတွေကိုစေးစီနှစ်တွေကျင်နာစွာပို့လိမ့်ပေးခဲ့ပါတယ်။ဒီခိုက်တန့်မှာတော့ထိုသူကမင်းကလေးကိုကြည့်လိုက်တဲ့အကြည့်တွေဟာတိတ်တဆိတ်ပဲနူးညံ့သိမ်မွေ့တဲ့ချစ်ချင်းမြတ်တာတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။